ဂျိုတာရဲ့စာချုပ်လက်ကျန်ငွေအားလုံးကိုကျန်ရည်သူမိသားစုကိုပေးရခဲ့တဲ့လီဗာပူးရဲ့လေးစားစရာလုပ်ရက်ပေါ်တူဂီတိုက်စစ်မူတီကိုဂျိုတာကဇူလိုင်လတုန်းကစပိန်နိုင်ငံဇာမိုရာပြည်နယ်မှာသူစီးနှင်းလာတဲ့ကားနဲ့မတော်တဆမှုဖြစ်ပြီးတော့ဝမ်းနည်းစရာကောင်းစွာကွယ်လွန်သွားခဲ့ရပါတယ်။အဲ့ဒီမတော်တဆမှုမှာဂျိုတာရဲ့ညီကိုဖြစ်သူအန်ဒရီယာဆေဗာလည်းပဲအသက်ဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီအဖြစ်အပျက်တွေဖြစ်ပြီးရက်ပိုင်းအကြာမှာပဲလီဗာပူးအသင်းကဂျိုတာရဲ့စာချုပ်တက်တန်ကြန့်ရှိနေတဲ့ငွေတွေကိုသူ့ရဲ့မိသားစုကိုပေးအပ်ဖို့ရည်ရွယ်ထားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။နှစ်လကြာမှာတော့နီးပြအာနေစလော့က TNT Sport ကိုလီဗာပူးရဲ့ပိုင်ရှင် FFG ကိုချီးကျူးဂုဏ်ပြုရင်းနဲ့အဲ့ဒီသတင်းတွေမှန်ကန်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။စလော့ဟာတကယ်တော့ကျွန်တော်တို့မူလစီစဉ်ထားတာထက်ကစားသမားတအုပ်ကိုပို့ပြီးတော့ခေါ်ယူခဲ့ရပါတယ်။အဲ့လိုမျိုးပြောကြားခဲ့ပါတယ်။ဒါကြောင့်လည်းကျွန်တော်တို့ရဲ့အသုံးစရိတ်ကရည်ရွယ်ထားတာထက်ပိုများသွားခဲ့တယ်။ဒါမဲ့မျိုးသူမျိုးသားတွေရဲ့ဝမ်းနဲ့ပူဆွေးမှုကပဲဒီကလပ်မှာအလုပ်လုပ်ရတာကိုကျွန်တော်အတွက်အထူးခြားဆုံးဖြစ်စေပါတယ်လို့ဆိုခဲ့ပါတယ်။ဆက်လက်ပြီးတော့ slot ကအိန္ဒိယပန်းတွေဘလောက်များလိုက်တယ်လဲ။အမတ်တရပစ္စည်းတွေအားလုံးကဘလောက်များလိုက်တယ်လဲ။ကျွန်တော်စဉ်းစားရင်းနဲ့တောင်စိတ်လှုပ်ရှားမှုဖြစ်လာတယ်။ကျွန်တော်ပရိသတ်တွေလုံနိုင်ခဲ့တာမယုံနိုင်ကြပါဘူး။ကျွန်တော်ကစားသမားတွေလည်းအတုပပွဲဝင်းချင်းမှာပြုမှုခဲ့ကြပုံလည်းကြည်ပါ။ဒါပြင်ကျွန်တော်တို့ကပြန်လဲလေးချင်းဆင်းရတယ်။အဲ့လိုအချိန်တွေမှာသူ့ဇနီးနဲ့ကလေးတွေအခုဘယ်လိုခံစားနေရမလဲလို့ကျွန်တော်တွေးမိတဲ့အချိန်တွေလည်းရှိပါတယ်လို့ပြောခဲ့ပါတယ်။ဆက်လက်ပြီးတော့ slot ကဒီစကားအရင်အောင်ခက်ခဲပါတယ်ကျွန်တော်တို့ဘဝဆက်လက်ပြီးတော့လဲပတ်နေတယ်ကျွန်တော်တို့ကသူတို့ကိုအမြဲတမ်းပြင်ဆင်ပေးဖို့လူတွေကမျှော်လင့်နေကြပါတယ်ဒါကြောင့်မိသားစုတွေနဲ့မိဘတွေအတွက်ဘလောက်ခက်ခဲမယ်ဆိုတာသိလျက်နဲ့တခါလေးနည်းနည်းခက်ခဲနေတယ်လို့ခံစားရပါတယ်လို့ slot ကဖွင့်ရခဲ့ပါတယ်ဆိုတော့ကကျွန်တော်ပရိသတ်တွေတုံ့ပြန်ပုံပေါ်ဘလောက်ဂုဏ်ယူမိရဆိုတာပြောခဲ့ပြီးပါပြီဒါပေမဲ့ပိုင်ရှင်တွေကမန်နေဂျာတွေလိုပဲအဓိကအဖြစ်ဝေဖန်ခံရလေးရှိပါတယ်ဒါပေမဲ့သူတို့ဒီအခြေအနေကိုကင်တွယ်ပုံသူ့ဇနီးနဲ့သူ့ကလေးတွေကိုစာချုပ်ပါငွေတွေအားလုံးပေးချီလိုက်ပုံကတကယ်ပဲချီးကျူးစရာကောင်းပါတယ်လို့ဆိုခဲ့ပါတယ်လူတွေကဒါကိုပုံမှန်လို့ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့ဘောလုံးလောကမှာတော့ပုံမှန်မဟုတ်ပါဘူးလို့စလော့ကအလေးပေးပြောကြားခဲ့ပါသေးတယ်ဂျိုတာလီဗာပူးအသင်းမှာတပတ်ကိုပေါင်3,400,000ရရှိနေပြီးတော့သူ့ရဲ့စာချုပ်တက်တန်က2028ခုနှစ်နွေရာသီမှာမှကုန်ဆုံးမှာဖြစ်ပါတယ်ဒါကြောင့်လီဗာပူးအသင်းကသူ့မိသားစုကိုစာချုပ်ကြံငွေအားလုံးပေါင်14.5 သန်းဝန်းကျင်လုံးကိုပေးရခဲ့တာဖြစ်ပါတယ်။လီဗာပူးအသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့တိုမိုအာနာကလည်းမကြသေးမီယာဂျိုတာရဲ့ဇနီးဖြစ်သူကိုကလပ်ကဆက်သွယ်ခဲ့ကြောင်းထုတ်ဖော်ခဲ့ပါတယ်။သူကတစုံတစ်ယောက်ကအချိန်မတိုင်မီတည်ဆုံသွားတာကအမြဲတမ်းဝမ်းနည်းစရာကောင်းပါတယ်လို့ဆိုခဲ့ပါတယ်။ဒါမဲ့သူကအရန်အချစ်ခင်ခံရသူဖြစ်လို့သူ့ရဲ့တည်ဆုံမှုကလူတိုင်းကိုတကယ်ထိခိုက်စေခဲ့ပါတယ်လို့ဆက်ပြီးတော့ပြောကြားခဲ့ပါတယ်။ဆက်ပြီးတော့သူ့ရဲ့ဇနီးဖြစ်သူကိုဆက်သွယ်ဖို့နဲ့ကျွန်တော်တို့ကလည်းမိသားစုဝင်တွေဖြစ်တယ်ဆိုတာနားလည်အောင်တေချာလုပ်ဖို့ဟာကျွန်တော်တို့အတွက်ချက်ချင်းအရေးကြီးခဲ့ပါတယ်အဲ့လိုမျိုးဝန်တာပြောကြားခဲ့ပါတယ်ဒါကအပိုလုပ်တယ်လို့ထင်နိုင်ပေမဲ့ကျွန်တော်တို့ကိုယ်တိုင်မိသားစုပါလို့ယူဆပါတယ်ပြီးတော့သူ့ကိုငွေကြေးအရာတက်နိုင်တဲ့လောက်ကူညီခြင်းပါတယ်ဒါအပြင်သူကလေးတွေကိုလည်းဂူးဆိုင်ပါတယ်လို့ရှင်းပြခဲ့ပါတယ်ဘာဖြစ်ကျွန်တော်တို့ကဘောလုံးသမားကိုဂူးဆိုင်ပေမဲ့တဦးချင်းစီကိုပို့ပြီးတော့ဂူးဆိုင်ကြောင်းပြသဖို့ကကျွန်တော်တို့အတွက်အရေးကြီးပါတယ်လို့လည်းဝန်တာကနေကုန်းချုပ်ပြောကြားခဲ့ပါတယ်ဂျိုတာသူ့ရဲ့တာဝန်ဝတ္တရားတွေကိုဆက်လက်ထမ်းဆောင်နိုင်တော့မှာမဟုတ်ပေမဲ့သူ့ရဲ့တည်ဆုံမှုကမတော်တဆဖြစ်ရဆိုပြီးတစ်ခုကြောင့်ပါလီဗာပူးအသင်းကဥပဒေအရစာချုပ်ကိုရက်စဲပြီးတော့ကြံငွေမပေးဘဲနဲ့နေနိုင်တဲ့အခွင့်အရေးရှိပေမဲ့ FFG ကစာချုပ်အတိုင်းကြံတဲ့ငွေအားလုံးကိုပေးချေလိုက်တာကသူ့ရဲ့ဇနီးနဲ့ကလေးတွေကိုဝမ်းနဲ့ပူဆွေးမှုတွေကြားမှာဘန်နာကြီးရစိတ်ပူစရာမလိုအောင်တာဝန်ယူပေးလိုက်တာပဲဖြစ်ပါတယ်